နောက်ကွယ်မင်းခန့်ဒီလက်မြောက်ကနောက်တော့လှည့်ကြည့်လိုက်စဉ်တနက်ကင်ထောက်တော့လုံခြုံရေးဆယ်တီသူ့ကိုဂိုးတောင်အတွင်းသို့တွန်းပုတ်လိုက်သည်ဂိုးတောင်ထဲတွင်စီတူသည်မင်းခန့်ကိုမြင်လိုက်ရသောအခါမျက်လုံးများဖြူးကျဲသွားသည်မင်းခန့်မင်းဘာလို့လိုက်လာတာလဲစီတူကအားနေတော့အထံဖြင့်အော်ဟစ်လိုက်သည်ထွန်းထွန်းကလောင်ပြုံးပြုံးကမင်းခန့်ကိုကြည်လိုက်ပြီးတငယ်ချင်းကောင်းပဲအခုတော့နှင်းလောက်လုံးအေးအေးဆေးဆေးစကားပြောလို့ရသွားတာပေါ့ဟုပြောသည်ထွန်းထွန်းသည်စီတူမှလိုချင်နေတော့အချက်လက်မှာ Golden Sun Company ကတရားမဝင်မှန်ခိုကူးတန်းနေသည့် memory stick တစ်ခုဖြစ်ကြောင်းပေါ်ပေါက်သွားသည်စီတူသည်ထို company တွင်အလုပ်လုပ်စဉ်ကထိုလူရဲ့ချက်ကိုတည်သွားတဲ့ထင်ဖွင့်ကြရန်ကြိုးစားသောကြောင့်ဖမ်းဆီးခံရခြင်းဖြစ်သည်ထွန်းထွန်းကမင်းခန့်ကိုတနပ်စဉ်ချိန်ကစီတူကိုချိန်လိုက်သည်စီတူမင်းမပြောရင်မင်းတငယ်ချင်းကိုငါအခုပဲတတ်လိုက်မယ်စီတူသည်မျက်ရည်များကြကတုံရနေစဉ်မင်းခန့်ကသူ့ဆိုင်ကယ်တော်ချိတ်တွင်လှုပ်ရသက်ဆင်ထားသော GPS tracker ခလုတ်ကိုအတားရနှုတ်လိုက်သည်သူဂိုးတောင်ထဲမဝင်ခင်ကတည်းကရဲတပ်ဖွဲ့ထံအကြက်ပို့ထားခဲ့ခြင်းခဲ့သည်အပြင်ဘက်တွင်ရဲကားဥအော်တန်းများတဖြည်းဖြည်းနီးကပ်လာသောအခါထွန်ထွန်နှင့်အပေါင်းပါများပြရခတ်သွားကြသည်